လောလာရိုက်တာပါဒါလေးကတော့ဧည့်သည်တရုပ်ဆောင်ဟယ်လိုအားလုံးပဲမင်္ဂလာပါ Zoran Beach ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ Zoran ရဲ့ holiday မှာ Zoran တငယ်ချင်းရဲ့ villa လေးကိုသွားလဲမှာပဲဖြစ်ပါတယ်အဲ့တငယ်ချင်းရဲ့ villa လေးကတော့မဲနန်းပတ်ချမ်းမှာရှိတယ်မဲနန်း9လမ်း6လမ်းအကျော်သွားပြီဆိုတာနဲ့အဲ့ villa လေးကိုရောက်ရှိမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲလိုက်လေကြည့်ရှုပေးပါအရန်လာတဲ့ရှုကလေးတွေကိုတွေ့ရမှာခင်ဗျာ Hello ဒါချင်းတဲ့နေရာတော့ရောက်လာခဲ့ပါပြီဒီနေ့ရမ်းပါရတယ်အဲ့ဒီမင်းနဲ့9လမ်း6လမ်းကြော်ပြီဆိုတာနဲ့အဲ့7လေးတွေမှာအဲ့7လေးရဲ့ဘေးနားလမ်းချလေးတွေကိုဒေယူဝင်သွားမှဘဲမှကိုယ်စရာမလိုပါဘူးအတိမှရှိတဲ့ရှုခင်းတွေကလည်းအပြိုင်အဆိုင်ကိုလှနေတာပါပဲအဲ့မှာဇော်ရန်ဘာတစ်ခုကြိုက်လဲဆိုတော့လေအဲ့ကန်းကြီးကိုဆင်းတဲ့မုတ်ဦးဝိုင်းနဲ့လေဘေးအနောက်ကအုံးပင်နေအရန်လှတယ်တပုံရိုက်တဲ့လူဆိုရင်တော့တော်တော်လေးကိုမှတော်တော်လေးကိုအဆင်ပြေမယ်ပြီးဘဲချိုးလိုက်တယ်ဘဲချိုးပြီးတော့ဒဲကိုဒါမောင်းသွားလိုက်တာနဲ့အဲ့ဒီဗီလာကလမ်းစုံမှာရှိပါမယ်ဘဲမှကိုယ်စရာကဲအခုတော့တွားချင်တဲ့ဗီလာလေးကိုတော့ရောက်ရှိခဲ့ပါပြီပေါ့နော်ပြီးတော့ဒီကတာဝန်ခံအမကိုစောင့်နေတာဖြစ်ပါတယ်ဒါလေးကတော့တာဝန်ခံဧည့်သည်တရုပ်ဆောင်အမပဲဖြစ်ပါတယ်ပေါ့နော်ဒီအမကပဲဒီမှာရိုက်ကူးရေးတွေလုပ်လို့ရအောင်ပြောပေးတယ်ပြီးတော့ဒီဗီလာလေးတွေကိုပထမဆုံးချိန်ရောက်ခဲ့ရရိုက်ချင်တယ်လို့ပြောထားလို့အမကကဲလာရိုက်ချင်တယ်လာရိုက်လို့ဆိုပြီးတော့လာရိုက်ဖြစ်တာပါပြီးတော့ဒီဗီလာလေးတွေကလေတညကိုအိတ်ခါကဘတ်8000ပဲကြာတယ်ပေါ့နော်တိတ်မများပါဘူးဒါကတော့နောက်ထပ်ဒီမှာဒီနေ့ရဲ့ဂျူတီကြတဲ့ကျွန်တော်တို့ရဲ့ညီလေးပေါ့နော်ပြီးတော့သူကပဲဒီဗီလာရဲ့အကြောင်းအရာလေးကိုကိုယ်တိုင်းလိုက်ပြီးတော့ရှင်းပြတယ်ပေါ့နော်ဒါတွေကတော့တိတ်တော့မထဲတော့ပါဘူးဒီမှာအကြိုက်ဆုံးကဘာလဲဆိုရင်ဒီဘာလေးကတည်တည်လေး privacy အရန်ဆန်တယ်ကွာမသိကိုယ်အိမ်မှာထားတဲ့ဘာလေးတစ်ခုလိုပဲပြီးတော့ဒီရှူခင်းလေးပေါ့ဒီအရှိရထီးလေးတွေကဆိုရင်ဒီမှာတဲတဲ့လူတွေပဲထိုင်ခွင့်ရတယ်ပေါ့နော်ဂျန်တဲ့လူတွေလာထိုင်တော့သူတို့ကမောင်းထုတ်တယ်ပေါ့ပြီးတော့ဒီကန်းချီမှာရှိတယ်ပေါ့နော်ထီးလေးနဲ့ထိုင်ကုန်းလေးနဲ့လည်းတွားရိုက်ခဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စတွေ့တယ်ဟိုဟာလေးဒီထီးလေးနဲ့ဒီထိုင်ကုန်းလေးနဲ့ကလည်းတပုံနာရိုက်လိုက်ရမယ်ဆိုဂုံကျွန်းနေမှာပဲဒါပေမဲ့ကိုယ်ရိုက်ပေးမဲ့လူကလည်းမရှိဘူးဖုန်းစတန်တစ်ခုနဲ့ပဲလောက်ကြတာဆိုတော့ဗီဒီယိုလေးပဲရိုက်ခဲ့ပါတယ်ပြီးတော့အမနေရာလေးမှာထိုင်လို့ရအောင်နေရာကောင်းကောင်းလေးမှာရှူခင်းကောင်းကောင်းလေးကြည့်ပြီးတော့ဝိုင်လေးဖောက်တောက်မယ်ဆိုတော့အမနေရာလေးကိုလိုက်ပို့ပေးတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာလေးဒီလိုမျိုးမိသားစုဆန်ထိုင်လို့ရတဲ့နေရာလေးလည်းရှိရပေါ့နော်ပြီးတော့2ယောက်ရှေ့အောင်နောက်ပြပြောတယ်ပြီးတော့ဒီမြန်မာလေးကပဲဝိုင်လေးကိုလာပို့ပေးပါတယ်အရန်ချုပ်ဖို့ကောင်းတဲ့ချစ်စရာလေးအရန်လဲအဲ့တော့ဝိုင်လေးကိုမလဲတဲ့နဲ့လဲပြီးတော့taste လုပ်မယ်ပေါ့နော်2ယောက်ချီရလုပ်ပြီးတော့ဂုံစားကြမယ်ပေါ့အဲ့တော့ချီရလုပ်ပြီးတော့ဂုံစားခဲ့ပါတယ်ဒါလေးကတော့ဧည့်သည်ဥစားအမခရစ်စတယ်ပဲဖြစ်ပါတယ်ပေါ့နော်ကော့စမွေကျွန်းမှာပဲတွေ့ခဲ့တဲ့အမပါအရင်လဲခင်ဖို့ကောင်းပါတယ်ပြီးတော့ဒီနားရှူခင်းလေးကိုကြည့်ပြီးတော့ဝိုင်လေးလှည့်ပြီးတော့တောက်ရတဲ့ feeling ကဘယ်ရာနဲ့မှမတူပေါ့ပြီးတော့ဒီကလေးလေးနဲ့လည်းဖော်ဖော်ရွေစကားပြောခဲ့တယ်ပေါ့နော်။ဘာပဲပြောသူများနိုင်ငံမှာမြန်မာလူမျိုးချင်းတွေ့တဲ့အချိန်မှာတော့ဖော်ဖော်ရွေဆဆနောက်လေးပဲပြောခဲ့ပါတယ်ပေါ့နော်။တိတ်မကြခင်မှာပဲညနေစီးစာနေဝင်စီးစာကိုတွေ့ရပါတော့မယ်။အဲ့တော့ဇော်ရန်ကြိုက်ဆုံးနေဝင်စီးစာဆိုရင်ပေါ့နော်။ညီပြန်းကနေပြီးတော့ဝင်သွားတဲ့နေဝင်စီးစာနဲ့ပင်လယ်ပြင်ထဲကိုဝင်သွားတဲ့နေဝင်စီးစာဆိုပင်လယ်ပြင်ထဲကိုဝင်သွားတဲ့နေဝင်စီးစာတိတ်ကိုချိုက်တယ်ပြီးတော့ဒီနာကကြောက်ဆောင်လေးရလဲသူ့ရဲ့အသက်လို့ပြောရမယ်အဲ့တော့ဇုံသွဲတွေလိုက်တပုံလှလှလေးနဲ့ကောင်းကောင်းလေးရိုက်လို့ရမယ်နေရာမျိုးထဲမှာပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကဒီကြောက်ဆောင်လေးနဲ့ဒီ look ကလည်းအရန်လှတယ်ခုနပြောပေါ့ဇုံသွဲတွေလိုက်ရင်တပုံကောင်းကောင်းရိုက်လို့ရမယ်နေရာထဲမှာပါတယ် recommend ပေးပါတယ်ပေါ့နော်အားကြောင့်လည်းဒီ vlog လေးကိုရိုက်ကခြင်းဖြစ်ပါတယ်
အဲ့နေဝင်စည်းစာမှာလာရိုက်တဲ့စုပ်တွဲတွေတပုံကြီးပဲပေါ့နော်အဲ့ဒီမှာကိုတယောက်တည်းစင်ကယ်တွေဖြစ်ပြီးတော့ဖုန်းစတိုင်းနဲ့ရိုက်ခဲ့ရတယ်နည်းနည်းတော့ဘဝင်မကြလှပါဘူးဒါပေမဲ့လည်းအရန်ဟိုမှာပြောပါတယ်ပြီးတော့နေဝင်စည်းစာလေးကိုရိုက်နေတဲ့အချိန်မှာအမည်မသိဧည့်သည်တယောက်ဆောင်ပါလာတယ်ပေါ့နော်ကျေးဇူးပြုပြီးကျွန်တော်ကိုပဲကြည့်ပေးပါကျွန်တော်ကိုပဲကြည့်ပေးပါနေဝင်စည်းစာနဲ့ကျွန်တော်ကိုပဲကြည့်ပေးပါပြီးတော့ဒီညီမလေးမြောက်ကလေးအရန်ချစ်ဖို့ကောင်းတယ်သူတို့လည်း Florida မှာပါမယ်ဆိုနာမည်လေးမိတ်ဆက်ပေးပါညီမကြီးနဲ့တွေ့နေပါတယ်ကျမတို့ဘာမှတော့တစ်ခါဆုံးပို့ပါတယ်ဘယ်တော့မှပါပါမယ်ရန်ချိုကမနာမည်ဘယ်လိုခေါ်လဲဖြူဖြူပါဒီဘက်ကရောမနာမည်လည်းဖြူဖြူပဲအော်ဖြူဟိုဘက်ကဖြူဖြူဒီဘက်ကဖြူနောက်ဆုံးမှာဒီလာတာဆောင်ကနေပြီးတော့ဗောနော်နေဝင်စည်းစာလေးကိုကြည့်ပြီးတော့ဝိုင်းလေးတောက်ပြီးတော့ဆုံးသက်ခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် Zora ရဲ့ဗီဒီယိုနောက်ဆုံးနေ့ကြည့်ပြီးတော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ